ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ FM နိုင် online လေးပြန်ကြိုဆိုလိုက်ပါတယ်ပေါ့နော်အခုဒီ VRS ကနေကွာ10ရက်15ရက်လောက်နဲ့ကွာ$10ဘယ်လိုရှာမလဲဆိုတော့ပြမယ်ကွာဒီတော့description မှာ VRS ရဲ့ link ကိုပေးထားမယ်အဲ့ link ကိုကွာလို့ကိုမှရှိရ VPN တခုခုကွာ US VPN လေး US VPN ဖွင့်ပြီးဝင်ပြီးလို့ရှိရင်အဲ့ရဲ့ကျွန်တော်ပြော link ကနေပြီးဝင်ပြီးလို့ရှိရင် Play Store ထဲရောက်သွားမယ်ပြီးလို့ရှိရင် VRS ကို download ပြီးလို့ရှိရင် update ရောက်လို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်ပြောပြမယ်ဒါဆိုရင်တော့ update ရောက်လာရင်တော့ပထမဆုံးဗျာသူတို့ကဒီ VLS ကလေပထမဆုံးမှာတစ်တီကိုကွာဟို$9ဒီပို့ဒီမှာတွေ့လားပထမဆုံးဒီမှာတစ်ခုဆိုလို့ရှိရင်$ပေးရအမှကွာသူပေးရ machine တွေလောက်ရမယ်$ရမယ်ပြီးလို့ရှိရင်$3သူပေးရ machine တွေလောက်ရင်$3အဲ့ဒီ$3ပေါင်းလို့ရှိရင်ကွာ$4ရမယ်နော်ပြီးလို့ရှိရင်ဒီမှာ$5ရှိသေးတယ်အဲ့$5ကိုဒီအောက်မှာ machine တွေရှိအဲ့ machine တွေလောက်လို့ရှိရင်ကွာနောက်ထပ်$ထပ်ရမယ်အဲ့$ရပြီဆိုလို့ရှိရင်အားလုံးပေါင်း$9အဲ့ဒါကိုကွာနောက်ထပ်$ကိုဘယ်လိုရှာမလဲဆိုလို့ရှိရင်ကွာဗီဒီယိုလေးကြည့်ရလေဗီဒီယိုလေးကြည့်လို့ရှိရင်ဒီမှာ coin လေးတက်မယ်ကွာခဏစောင့်ကြည့်လိုက်နော်ဒါဆိုရင်ပေါ့နော်ဒီမှာလားဒီနားဟာလေးပြေးသွားတယ်ကွာပြေးသွားလို့ရှိရင် coin လေးတက်လာလိမ့်မယ် my balance ဆိုပြီးအမှန်တက coin လေး15 coin တက်သွားပြီးလို့ရှိရင်ကွာဒီမှာ Android ထဲဝင်လိုက်ဝင်ပြီးလို့ရှိရင်ဒီမှာသူက machine တွေရှိရယ်နိုင်မကောင်းဟာလီနော်အဲ့ဒါပေါ်လိုက်ဆိုလို့ရှိရင်ကွာဒီမှာဒီပထမဆုံးသူပြထားရယ်ကွာပထမဆုံးသူပြထားဒီမှာဒီနေ့ကွာ2မိနစ်ကြည့်လို့ရှိရင် coin 20ရမယ်ဒီမှာ10မိနစ်ရှိရင် coin 40မိနစ်20ရှိရင် coin 60မိနစ်30ကြည့်လို့ရှိရင် coin 80မိနစ်60ကြည့်လို့ရှိရင် coin 100ရမယ်ကွာ okay ပြီးလို့ရှိရင်ကွာဒီအောက်မှာရှိရယ် with short video ခုနကကွာဒီမှာပထမဆုံး mission အဲ့ short video ဆိုတော့ကွာခုနကငါတို့ဒီ short video ထဲကလေအဲ့ရဲ့ video တွေကွာမှာစက္ကန့်600ကြည့်ရမယ်စက္ကန့်600ရှိရမယ်နော် okay ပြီးလို့ရှိရင်ဒီအောက်မှာ post the video အဲ့ကောင်ကြတော့ကွာဒီဘက်ကလေ complete ဆိုတာလေးနှိပ်လိုက် complete ဆိုတာနှိပ်လိုက်လို့ရှိရင် ADS တစ်ခုတက်လာလိမ့်မယ်အဲ့ဒါဆိုလို့ရှိရင် app video တစ်ခုပြီးသွားမယ်ပြီးလို့ရှိရင်ပြ mini game ရှိရယ် mini game ကိုဒီမှာ180 စက္ကန့်ဆိုအဲ့ game ကိုဘယ်လိုဆော့မလဲဆိုတော့ပြကြရင်ပြောပြမယ်နော်ခု machine တွေကိုအရင်ဆုံးပြောပြမယ်ပြီးလို့ရှိရင်ဒီမှာ post the video ဆိုတော့ကွာခုနကဒီအပေါ်လိုပဲအဲ့ ADS ကြည့်ရမှာ3က ADS 3ခုကြည့်လို့ရှိရင်ဒီမှာ coin 108 coin ရမယ်ပြီးလို့ရှိရင်ဒီမှာ mini game 120ဆိုလို့ရှိရင် coin 104 coin ရမယ်ပြီးလို့ရှိရင် short video ကွာစက္ကန့်300ကြည့်လို့ရှိရင်126 coin ရမယ်ပြီးရင်ကရှက်ဒီကောင်ဘယ်လိုလဲဆိုတော့ကွာဘယ်လိုလဲဆိုတော့ဒီမှာဒီအပေါ်မှာလေဒီဘွားဟာလေးပြောတာဒီအပေါ်ဟာလေးကွာဒီ3ခုပြည့်သွားလို့ရှိရင်ဒီမှာတစ်ခုပွင့်မယ်အဲ့ဒါလို့ရှိရင်သူပြသွားတဲ့ coin လေးရမယ်ကွာအဲ့ဒါဖြည့်တော့ကွာသူကဒီမှာဘာလို့ပြောတာ clean shot ပေါ့အဲ့ကောင်လို့ပြောတာကွာပြီးလို့ရှိရင် invite flat တကယ်ချင်း invite လို့ရှိရင်ကွာဒီမှာcoin 1000ရလိမ့်မယ်ပြီးလို့ရှိရင် like ပေးရဆိုတာကွာ short video တွေဝင်လာပြီးလို့ရှိရင်ဒီမှာအသေးလေးနေလိုက်အဲ့ဒါလို့ရှိရင် like တစ်ခုရမယ်ပြီးလို့ရှိရင် share ရမယ်ကွာ video တစ်ပုဒ်ကို share မယ်ဆိုလို့ရှိရင်share နေလိုက်ပြီးလို့ရှိရင်ကွာbrowser ကို share ရတဲ့နေရာ Telegram Facebook Messenger တက်တဲ့နေရာ share လို့ရတယ်ကွာအဲ့ဒါလို့ရှိရင်ဒီမှာ machine တစ်ခုပြီးသွားမယ်အခုနကတော့အဲ့ mini game နဲ့ဘယ်လိုဝင်ရမလဲဆိုတော့ကွာဒီ and နဲ့ဝင်လိုက်ပေါ့နော်ဒီ and နဲ့ဝင်လိုက်ဝင်ပြီးလို့ရှိရင်ကွာဒီအပေါ်ဆုံးမှာဟိုရှိရယ်အပေါ်ဆုံးမှာဒီမှာ mini game ဆိုတာရှိရယ် mini game နဲ့ကိုဝင်လိုက်မယ်နှိပ်လိုက်ကျွန်တော်အဲ့ဒီဗီဒီယိုတွေအများကြီးကြည့်ရတဲ့ဆိုင်လေဗီဒီယိုကအဲ့သူကပေးတဲ့ mission တွေကိုဖြည့်ဖို့အတွက်ပဲလုပ်ပြီးတော့ကြတော့ဒီ game တွေကိုပို့ပြီးဆော့ချင်တယ်ဘာလို့ဆို game ဆော့တာအပြင်းလဲပြည်တယ်ဗောဒီမှာ game တွေအများကြီးပါတယ်ပြီးတော့ coin လဲပိုရတယ်ကွာ game ဆော့တွေကအဲ့တော့ဒီမှာကွာကိုကြိုက်တဲ့ game တစ်ခုရွေးပြီးဆော့လို့ရဒီမှာတက်တာဖုန်းလေးရှိရလေတက်တာဖုန်းလေးရနေပြီးတော့ coin လေးရမှာကွာဗီဒီယိုကြည့်လို့ရှိရင်ကွာဟွာလောက်ပဲရရယ် coin 25တော့25အဝန်းကျင်လောက်ပဲရရယ်ကွာဒီ game ဆော့လို့ရှိရင် coin က40ဝန်းကျင်လောက်ထိရရယ်ဟိုကွာငါဒီ game ဆော့မယ်လိုင်းမကောင်းလို့ခဏလေးဒီ game ပြီးကြနော်
ဒီမှာဒီထဲရောက်လာပြီဆိုလို့ရှိရင် play now လေးနှိပ်လိုက်ကွာနောက် play now နှိပ်လိုက်ပြီဆိုတော့ဒီမှာ coin လေးစတက်လာတယ်အကောင့်လေးခဏစောင့်ကြည့်တယ်ကွာ coin ဘယ်လောက်ရမလဲဆိုတာ83ပဲပြီလားငါပြောရဲအဲ့ game ကို game ထဲမှာဝင်ပြီးတော့လာဆော့ကွာအခုကငါ game ဆော့ဖို့ဆို line မကောင်းလို့ကွာအဲ့လိုဝင်မပြတော့ဒီမှာ coin လေးတက်လိုက် game ဆော့တာ coin ရင်းရတယ်ကွာအဲ့ကြောင့်မို့ဘာသာလို့ကျွန်တော် game ကိုဦးစားပြီးဆော့သေးခြင်းတယ်ဒီမှာ coin လေးတက်လိုက်ခါကြည့်လိုက်နော်အဲ့ဆိုရင်35ငါပြီလားဒီမှာကွာလုံးဝအဲ့ coin တွေအများကြီးရတယ်ကွာအဲ့ဆိုလို့ရှိရင်မဆော့ချင်တော့ဆိုလို့ရှိရင်ပြန်ထွက်လိုက်ရတယ်ခုနကွာ game ထဲကိုဝင်လိုက်တဲ့အတွက်ဒီမှာ game mission လေးနည်းနည်းပြေသွားမယ်ကွာအဲ့ပြီးလို့ရှိရင် bro invite friend လုပ်မယ် invite friend လုပ်မယ်ဆိုလို့ရှိရင် invite ထဲကိုဝင်လိုက်ဒီလားခုနကကျွန်တော်$4.5 ရှိသွားပြီဗျာ$10ပြည့်ရင်စားထုတ်လို့ရမယ်နော် invite friend ဘယ်လိုလုပ်မလဲဆိုတော့ဗျာဒီအပေါ်ဆုံးက and နဲ့ဝင်လိုက်ဗျာ and နဲ့ဝင်ပြီးတော့ဒီမှာအပေါ်ဆုံးမှာ invite friend ဆိုတာရှိတယ် invite friend တွေဝင်လိုက်မယ်နော် invite friend ဝင်ပြီးလို့ရှိရင်ဗျာ brother ဒီမှာပထမဆုံးတစ်ယောက် invite နာမည်ဆိုလို့ရှိရင်$1ရမယ်2ယောက်နဲ့3ယောက်ချဆိုရင်$1.7ရမယ်4ယောက်နဲ့1ယောက်20ဆိုရင်$30.6ရမယ်ဗျအဲ့တော့ bro invite လိုက်လို့ပို့ပြီးရလိမ့်မယ်ပေါ့နော်အဲ့ bro ဘယ်လို invite မလဲဆိုတော့ဒီ refer code ပေါ့ refer code အဲ့ရဲ့ invitation code ကိုဗျာကိုအကောင့်ဆောက်ဖွင့်ရသားမှာလေကို invite ထားတဲ့လူရဲ့အဲ့ invitation code နေရာမှာဒီ code လေးထည့်ပြီးပေါ့နော်အခု brother ကိုကျွန်တော် link ဖွင့်နေဆိုလို့ရှိရင်ဗျာကျွန်တော်ရဲ့ဒီ code လေးကိုပေါ့နော်brother ရဲ့အဲ့ invitation code နေရာမှာထည့်ပြီးပေါ့နော်ဟုတ်ပြီးလို့ရှိရင်ကွာပြီးလို့ရှိရင်တော့ပြီးသွားပြီပေါ့အဲ့တော့ဒီမှာနောက်ဆုံးပြောချင်တာကွာဒီမှာအခုစောက်ဖွင့်မဲ့လူတွေတက်ကကွာဒီမှာလုံးဝတန်တယ်ဘာလို့ဆိုတော့စောက်ဖွင့်ဝင်ခြင်းကိုပဲသူပေး mission တွေလောက်တာနဲ့$9လောက်ကရနေမှာကွာနောက်တဲ့$1လောက်လုပ်ပြီးလို့ရှိရင်ကွာမှ$10ပြေးသွားပြီစထုတ်လို့ရတယ်ထုတ်လို့ရတယ်လေတော့ paper တစ်ခုနဲ့ပဲထုတ်လို့ရတယ်ကွာအဲ့တော့ဒေါ်လာက$10လောက်ရပြီးတော့တော်မယ်ဆိုလို့ရှိရင်တော်လို့ရပါတော့10ရက်15ရက်လောက်နဲ့$10ကွာ$4000ကျော်လောက်ရမယ်ဆိုတော့ကြတော့လောက်တာတင်တယ်လို့မြင်နေပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင် like တက်ကွာလေးနေပြီးခေါင်းလုံးလေးနေပြီးကြပါတော့နော်Discord ရှင်ပါဗျာအဲ့ဒီ app link ကိုကျွန်တော်ရဲ့ refer code ကိုတစ်ခါလေးရှာပေးထားမယ်ဘာလို့အဆင်ပြေမယ်ဆိုလို့ရှိရင်တစ်ခါလေး refer code လေးပဲထည့်ပေးသွားပါဦးနော်အားလုံးကျေးဇူးတင်ပါကျွန်တော်ရဲ့ Telegram လေးတွေ like အောင် join ပေးထားပါအောင်ဗျအဲ့ Telegram channel မှာလည်းဒီလိုပတ်သက်ရတဲ့ဗီဒီယိုလေးအဲ့လိုစာလေးပေါ်နည်းနည်းပါတင်ပေးမယ်ရှိရတဲ့အတွက်ဒါရောက် subscribe လုပ်ပေးကြပါဦးနော်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်